ဘက်လိုအဝမ်းပူဇော်စိတ်ဝင်စားနေတဲ့အဖိုးကြီးတူနောက်ဆုံးစိတ်ကြင်အောင်ကြားပြပြီးခနာကိုခီးပူဇော်ပြောင်းမှုလို့တည်သွားပါတယ်။ဒါမဲ့တူသွားတဲ့အခါမှာတော့ပူချက်စရာကောင်းတဲ့အရာဖြစ်လာပါတော့တယ်။ကိုနူဟာလို့ခေါ်တဲ့ရွာလေးတရမှာကိုနူလို့ခေါ်တဲ့အဖိုးကြီးကခီးဘက်လိုအရင်စိတ်ဝင်စားနေခဲ့တာပါ။အမြဲတမ်းအဲ့ဒါတွေပဲလုပ်နေပြီးကြည်နေတဲ့အချိန်မှာသူ့မျက်လုံးတွေလည်းခီးဘက်လိုလည်နေတာပေါ့။ထမင်းစားရေချိုးနေရင်လည်းအဲ့ဒါတွေလည်းလုပ်နေခဲ့တာပါ။မဟုတ်ရင်သူကစိတ်မချမ်းသာဖြစ်တယ်ဆိုပြီးခံစားနေရတယ်လို့ပြောပါတယ်။တရေကြာသူကစီပိုင်းတလို့မှလာပြီးအထက်မှာခီးပူဇော်ဝခွနေလက်လို့အယူရီကြီးကတည်သွားပါတယ်။တူလို့အလောင်းသူယူခဲ့ပေမဲ့လည်းအထက်ပူဆိုးတာဖြစ်လာပါတော့တယ်။ခီးပကြီးကကောင်းကင်ဘုံမှာအငွေ့နဲ့အတူဖြစ်လာခဲ့ပြီးရေကန်တကန်နဲ့ဝင်ရောက်သွားတာပါ။တမင်းမာတဲ့အဲ့ဒါအောင်မျိုးလို့စေရုံတင်လာပြီးခီးပူဆက်မြင်လာနဲ့လက်လာပါတော့တယ်။အဲ့နောက်ပိုင်းတဖြည်းဖြည်းပူဆက်လာခဲ့ပြီးတခြားသူတို့ကခီးပယောဂဆိုကကူလာပါတော့တယ်။အဝမ်းပူဆက်လို့မြင်ဖြစ်တာတွေစပင်းနေညစ်ဖြစ်တာတွေပဲဖြစ်လာပြီးပူပြီးဆိုးလာပါတော့တယ်။အဲ့ရဆရာဝန်တွေကလည်းအဲ့လိုမဖြစ်ရလေအောင်လက်အိတ်တွေအပြစ်တခြားဝစ်ကြပြီးနေကြပါတော့တယ်။ဒါမဲ့တရက်မှာတော့ကော်မတီတယောက်ကခီးပတ်ပူဆက်ကောင်းကြီးသူကောင်းနေကနေထွက်လာတာပါဆက်စချင်းပုံမှန်လေးပဲဖြစ်ပေမဲ့နောက်ပိုင်းကျအဲ့ဒီကျူပကြီးလေလာပြီးသူ့မျက်လုံးမှာပြက်ကွယ်သွားပါတယ်နောက်တော့လူတယောက်ပါသူကောင်းတဲ့ဝင်ကသူ့ဘာပြက်ကွယ်သွားပြီးဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်